ကိုကျွန်တော်တို့အိန္ဒိယအပေါ်မှာရှိတဲ့တောင်ပေါ်ကြီးရွာအပေါ်ပြီးပြီးလုံးသွားပါမယ် ပြီးပြီးတော့ resort ပေါ့နော် ပြီးပြီးလုံး resort ပေါ့နော်ကျွန်တော်မရောက်တာလည်းကြာပြီအခုအချိန်ကလည်း6နာရီတော့ကြော်နေပြီကျွန်တော်တို့ဟို9နာရီလောက်ရောက်မယ်လို့တော့မှန်းထားတယ်ပေါ့နော်9နာရီလောက်တော့မရောက်ရအောင်သွားရမယ်ဒီကနေသွားရင်တော့နာရီဝက်လောက်တော့ကြာမယ်အဲတောင်ပေါ်ကြီးရွာကိုပြီးတော့လည်းတောင်ထိပ်ရောက်တာလည်းအဲတောင်ထိပ်ကနေပြီးတော့နောက်ထပ်မိနစ်30လောက်ထပ်ပြီးတော့ ခြေချင်း ထက်တက်ပေါ့နော်ဒီလိုအခုဒါကတော့ဒါဟဲဟိုလန်ပေါ့နော်ဒီဟဲဟိုလန်နေဖြစ်တဲ့သွားရင်ဟိုစီဆိုင်ရှိတယ်အဲ့စီဆိုင်နေပြီးတော့ဘိုးလုံးပြန်ရောက်ဒီဘက်ကနေချိုးပြီးရတယ်ညာဘက်ချိုးပြီးရတယ်အပေါ်တက်အောင်ကျွန်တော်တို့သွားမယ့်နေရာအဲ့ဟိုကျွန်တော်တို့မြင်နေရတဲ့ဟိုတောင်ပေါ်အဲ့တောင်ပေါ်မှာရှိရဲ့ ရွှာ တောင်ပေါ်ကြီးရွာဝေးရ ပြော ပို့တလုတ်ကန်လေးပြလိုက်ပို့တလုတ်ကန်ဟိုဘေးမှာပို့တလုတ်ကန်ပို့တလုတ်ကန် ဒါတော့ဘုံတစ်လုံးကန်ပဲအာကြော်อ่ะ โอเคမော်ဒီဟိုဘက်မှာပို့တလုတ်ကန် ဘုံလုံးကန်ပါဟိုဘက်ကတော့ရွှေဥမင်လိုင်းကိုပဲဖြစ်ပါတယ်ခုနကပို့တလုတ်ကန်နေပြီးတော့တဲလာပြီးရတယ်ညာဘက်ချမ်းမှာဈေးရှိတယ်အဲ့ဈေးရဲ့ညာဘက်ကိုကွေပြီးရတယ်တဲတယ်မောင်းပြီးရတယ် transformer ရှိရတယ်ပဲပဲချိုးပြီးတဲတာတော့တောင်းဝင်ကြီးရတယ်တော့တပည့်ရှိဆိုတောင်းဝင်ကြီးကိုကြောက်ပြီးအော်တော့တောင်းဝင်ကြီးတောင်ပေါ်နေတယ်အိန္ဒိယကိုလမ်းပြင်ကျွန်တော်ရောက်ပြီညနေစပြီးတက်ပါတော့နော်အခုကျွန်တော်ဘေဘီလုံးစပြီးတော့တက်တော့မယ်ဒီမှာဒီကြောက်တောင်ကြီးကြောက်တောင်ရဲ့ဒီဘက်ဘေးလမ်းဒီဘက်ဘေးလမ်းနေစပြီးတော့တက်မယ်ထွက်လာတော့တိမ်ပင်လေကြည့်မယ်ဘာညာကြည့်မယ်ဆိုတော့တော်တော်နေအောင်ထွက်နေပြီဆိုတော့ညညာလေးတက်တော့မှနေထွက်အောက်ကိုပြန်ဆင်းအရင်ကတည်းကတက်ခဲ့တယ်ကားလမ်းအဲ့ကားလမ်းနေတက်လာတော့ရှော့ကဲစောစီလေးတော့တောင်းမှရှိပါစိုက်တောင်းလုံးရရပီတီမှာတည်းရပါအပေါ်ရောက်ပြီးတော့နေရနေထွက်တော့အဲ့ဘေးလန်းသွားရောက်ပြီဒါပေမဲ့ဘယ်မှာပြဒီလမ်းကိုပြဒါခုနကတို့တွေ့တဲ့စီရီကိုသွားတယ်လမ်းရမ်းမိုက်အဲ့မှာအဲ့လိုလုံးတိုင်လေးတွေနဲ့အဲ့တက်ပြီးတော့စီရီသွားတယ်ဟာရောက်တော့မယ်ရှေ့တစ်ခွေးဆိုရောက်ပြီဟောဒီမှာပြတော့ရှိပါရတယ်ကိုတော့ဘယ်ရလဲကိုတော့ဟောဘေဘီလုံးသွားဘူးလားဟောလာကျွဲလူ
ရောက်show yo ဘေဘီလုံးမှာချမ်းသာတော့ကျွန်တော်ပဲ ဗီဒီယိုရဲ့ညကံပေါ့လေတော့မနေ့စားတော့စားဒီမှာထိုင်နေမကြီးတော့ကြိုပြီးတော့ဘူကင်မလုပ်ထားလို့ဘူကင်လုပ်ထားရင်တော့ပို့ပြီးတော့ခေါ်ချင်ပါဘူးဒါပေမဲ့ဒီမှာမနေ့စားခေါ်ဖို့ရယ်ပါမိုးကျဲဦးကျော်ရယ်အသီးလေးတွေရယ်နောက်ပြီးတော့ coffee လေးနဲ့ကျေးဇူးတင်ပါတယ်ကောင်းလားဘာသာကောင်းလဲဒီကရှယ်ရှယ် ကောင်းဆိုရင်တော့စပြီးတော့ဧည့်သည်များလို့လာကြတော့လှတော့ပါပဲကျွန်တော်တို့လှတယ် ရှတလာပဲရှင်ပါပဲ တော့ဆန္ဒပါဆို ပြင်ပါရှယ်လာပဲစား စေလာမယ်ဆိုဆောက် ရှယ်လာပဲစားပါပဲ အေးရဲ့အချိန်အဲ့မညီတို့တော့ကြိုပေးမယ်ဒီပေါ်ကိုလည်းခေါ်လာပေးမယ်ဒီမှာတညအိပ်ပြီးတော့ဟိုဖြစ်မယ်ဆိုရင်တော့တသိန်း1000တသိန်း1000ပို့တသိန်း2000ပေါ့အဲ့လိုပဲရှိနော် ဒါလေးလည်းစားပါ ဒီလေတော့ခုနကလိုကွန့်ကိုပြီးတော့တက်လာတဲ့ဒီနဲ့တူတူပဲကွန့်ကိုတက်လာပဲဒီမှာ8000 9000လောက်ပဲရှိတယ်။ဒါမှမဟုတ်ပင်တယောက်လည်းတော့ဆောက်လို့ရတယ်။ ကားရောက်ပါမယ်စင်ပါဟောကနကမတရားပဲအောက်မှာဆောက်နေတယ် ဟာဟာဟာရ တော့တင်တယ်။မာကိုတို့ဒီမှာ share ပဲ။ဒါမှမဟုတ် booking တင်တော့ပို့ပြီးတော့ โอเคနော် နော်တေချာလေးနော်လို့ပြီးလို့ရတယ်။ဒါကိုတော့ booking မတင်ဘဲနဲ့ဒီတိုင်းပဲလာ။ဒါပေမဲ့မိုက်ပါလေစားတာ။ coffee လေးနဲ့တာလို့စား။ဟုတ်လားဟိုးပေါ်ပါလောက်လှမလဲမသိဘူးဆိုတော့ဒါကခုနကပန်းကင်းလေးတွေနဲ့ထပ်ပြီးတော့အပေါ်ထပ်တက်တဲ့လမ်းညရရှိပြီးဆက်ပြလို့ပါဘာလို့လဲမှာအေးကြီးကြီးရဲ့ဘာလဲကြီးကြီးကေဦးနော်โอเคကဲတော့ဟိုးပေါ်နေတော့မယ်ဟုတ်ပြီတက်နိုင်ရလားအာ
တောင်လေး